ထိုင်းမြန်မာနယ်စပ်တနင်္လာရီတိုင်းမော်တောင်မြို့မှာတိုက်ပွဲပြင်းထန်နေပြီးတော့စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်နေတာကြောင့်အရက်သားထောင်ချီဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရတယ်လို့ KNU ဘိတ်တဝဲခရိုင်နဲ့ဒေသခံတွေထံကနေသိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့ကမော်တောင်မြို့တစ်ဝိုက်မှာစစ်တပ်နဲ့ကရင်ပူးပေါင်းတပ်တို့ဟာနှစ်ဖက်တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးတဲ့နောက်နိုဝင်ဘာလ12ရက်မှာစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာပါ။နှစ်ဖက်တိုက်ပွဲတွေကြောင့်ဒေသခံထောင်ချီကဘေးလွတ်ရာဥယျာဉ်ခြံမြေနဲ့မော်တောင်စင်ခွန်းနယ်ဆက်မှာတင်းဆောင်နေရပြီးတော့အကူအညီတွေလိုအပ်နေတယ်လို့စစ်ပေးရှောင်ကူညီပေးနေတဲ့ဒေသခံတို့ကပြောပါတယ်ကိုဒီမနေမှာတော့ကြံဒီနေကြမှာပဲလေရဘောလာကြဲရောဒီမနေတော့ကြဲရောရန်သားလေဒီကံစီရဒီမနေအဓိကရန်သားလေအဓိကသူတို့ခြံစီရလူဆိုပဲခြံထဲမှာတိတ်ဆောင်နေခြံမစီရလူဆိုကနေစားပဲဆဲကိုနေစားမကလည်းကြောက်ကိုနေရောစားခဲမရှိတော့ဒီလိုပဲအောက်မှဒီဟိုမြကြီးပေါ်မှာပဲဒီလိုဖြတ်ခဲပြီးအဲ့လေးရောဟိုလူအန်တော့ဒီကတော့စိုက်ရိတ်ခါနဲ့ဒီစေဝါပေါ့နော်ပြောနိုင်တော့လောက်ပြန်မနိုင်ဘူးဒီကျေပိုက်ထဲမှာဟိုအတီတီအပြေရသလေးဒီတိုင်းမှာလေတခြားသူတို့တော့ပြန်လာတယ်ထင်တယ်ကျွာထဲကိုကျဲဝဲဆိုပြောကျွာထဲဓမ္မရုပ်တရုပ်တော့ပြဲဝဲဆိုပြောတာကြာစစ်တပ်ဟာမော်တောင်မြို့ကိုမနေ့ကမနက်9:00နာရီခွဲနဲ့မွန်းလွဲတနာရီတွေမှာလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့အရက်သား2ဦးတေဆုံးပြီးတော့2ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်မြို့ပေါ်နိုင်ရီစင်အပါဝင်နေရာအချို့မှာမီးလောင်ပျက်စီးမှုတွေရှိနေသလိုမြို့ထဲမှာအရက်သားပိတ်မိနေတာရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ထိုင်းမြန်မာနယ်စပ်နဲ့ထိစပ်နေတဲ့မော်တောင်မြို့ကိုစစ်တပ်ကအလုံးစုံထိန်းချုပ်ထားဆဲဖြစ်ပါတယ်။မော်တော်မျိုးကစကားစားတဲ့ထဲချုပ်တယ်အဲ့ဒီတို့အချုပ်ရေးလည်းရှိတယ်ပေါ့နော်ရဲတွေအဲ့ဒီပြည်သူစစ်တွေအဲကြောင့်အဲ့ဒီမြို့အထဲမှာရှိတဲ့လူတွေကထိုင်းနယ်စပ်မြေးမှာထွက်ပြေးတဲ့လူတွေကကျွန်တော်တို့တာရဲရိုက်ဝင်ပြီးတော့သွားကူညီလို့မရဘူးဒါပေမဲ့အပြင်ကမြို့ပြင်ကထွက်ပြေးလာတဲ့လူတွေကတော့ကျွန်တော်တို့ကူညီလို့ရတယ်အခုလောလောဆယ်မှာတော့တိုက်ပွဲလည်းဖြစ်တယ်ပြီးတော့အဲ့ဒီသူတို့လည်းအဲ့ဒီမြို့ထဲမှာလည်းစကားစားတွေစကားတွေရှိတယ်ပေါကြီးကြောင်မှာသူတို့ရှိတယ်မြို့အဝေးမှာလည်းသူတို့ရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ထွက်ပြေးလာတဲ့ဒုက္ခသည်တွေကကျွန်တော်တို့သွားကူညီဖို့အခက်အခဲရှိတယ်နေဆက်မှာတင်းရှောင်နေရတဲ့တူတွေကိုနေဆက်နေထိုင်သူတွေကထိုင်းအာဏာပိုင်တွေကနေတစေကူညီထောက်ပံ့ပေးလို့ရနိုင်ပေမဲ့တောတောင်နဲ့မြို့ထဲမှာပိတ်မိနေတဲ့တူတွေကပိုပြီးအခက်အခဲဖြစ်နေတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလလယ်တုန်းကလည်းစေအုပ်စုဟာထိုင်းမြန်မာနယ်ဆက်ကထီခီကြီးရွာကိုဘုံလုံးရေ90ကျော်ကျဲချခဲ့တယ်လို့ဆက်လက်တွေနဲ့လည်းပြစ်ခတ်တိုက်ခတ်ခဲ့ပါသေးတယ်။စေအုပ်စုတပ်စခန်း6ခုရှိတဲ့တဝဲခရိုင်ထဲကထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာနိုင်တောင်စခန်းကလွဲပြီးတော့ကျန်တဲ့စခန်းအလုံးက KNU နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်တိုင်းပိုက်ထားပါတယ်။